Hello အားလုံးပဲမင်္ဂလာပါ Focus Language Center ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီဆယ်က noun တွေထဲကမှ common noun နဲ့ proper noun အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်နဲ့အတူတူသေချာလေးလိုက်ပြီးတော့လေ့လာကြည့်ရအောင်ပထမဆုံး common noun ဆိုတာကဘာတွေလဲပေါ့နော်အဲ့တော့ noun တွေကခွဲလိုက်မယ်ဆိုလို့ရှိရင်တော့အများကြီးရှိတယ်ပေါ့အဲ့ဒီထဲမှာပထမဆုံးအချက်အနေနဲ့ common nouns ပေါ့ common noun ဆိုတာကတဲ့ဘယ်လိုမျိုးလဲဆိုရင်လူတို့အရာဝတ္ထုတို့တရိษံတို့နေရာတွေအမျိုးမျိုးပေါ့နော်အဲ့ဒီစတာတွေကို common nouns လို့ခေါ်ပါတယ်တဲ့ဥပမာဒီထဲတို့ကလူမာဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့နာမည်တွေလည်းထပ်ပြီးတော့ရှိသေးတယ်အဲ့လိုမျိုးတီးတဲ့နာမည်တွေမဟုတ်ဘဲနဲ့ဒါရတော့လူပါနော်ဒါကတော့ဆရာမပါဒါကတော့ဆရာပါအဲ့လိုမျိုးဘုံနာမည်တွေကိုခေါ်တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးဆိုရင် common nouns လို့ခေါ်တယ်ဥပမာဆိုရင်ကြောင်လေးတွေမှာဆိုလို့ရှိရင်လည်းဥပမာဖြူဖြူတို့ဝါဝါတို့ညီတို့အဲ့လိုမျိုးတွေနာမည်လေးပေးထားတတ်ကြတယ်ပေါ့ဒါပေမဲ့အဲ့လိုနာမည်တွေမဟုတ်ဘဲနဲ့ကြောင်ဆိုရင်ဒါကကြောင်တွေလို့ခေါ်လိုက်တာအဲ့ကြောင်ဆိုတဲ့ဟာဒီ common nouns တရိษံယုံဆိုရင်လည်းဒါတရိษံယုံလို့ခေါ်လိုက်တာဒီဒါ common nouns ပဲတရိษံယုံဆိုလို့ရှိရင်ဘယ်တရိษံယုံလဲဆိုတော့ဒီရမသိဘူးပေါ့နော်ရန်ကုန်ကတရိษံယုံလားမန္တလေးကတရိษံယုံလားတရိษံယုံလို့ပဲခြုံပြီးတော့ခေါ်လိုက်တာဒီဒါ common nouns လို့ခေါ်ပါတယ်တဲ့အဲ့တော့အောက်မှာ example လေးပြထားတယ်politician နိုင်ငံရေးသမား coach နီးပြ dentist ပါဆရာဝန် museum ပြတိုင်း university တက္ကသိုလ်စသဖြင့်ပေါ့နော်နိုင်ငံရေးသမားဆိုလို့ရှိရင်လည်းဘယ်နိုင်ငံရေးသမားပါနိုင်ငံရေးသမားဥဖြူဥမဲအဲ့လိုမျိုးတွေမပါဘူးနီးပြဆိုလို့ရှိရင်လည်းနီးပြဘသူပါပေါ့နော်သွားဆရာဝန်ဆိုလို့ရှိရင်လည်းသွားဆရာဝန်ဘသူပါပြထိုက်ဆိုရင်လည်းဘယ်ပြထိုက်ပါဆိုပြီးတော့တိကျပုံနာမည်တွေမပါတဲ့တိကျနာမည်တွေမပါဘဲနဲ့ဒီတိုင်းဘုံခေါ်တဲ့အမျိုးအမည်တွေပေါ့နော်ပြောမယ်ဆိုရင်အမျိုးအမည်အမျိုးအစားတွေကို common nouns တွေလို့ခေါ်ပါတယ်ဒါဆိုရင်တော့ common nouns တွေကိုနားလည်သွားကြလိမ့်မယ်လို့ထင်တယ်နော်နောက်တစ်ခုကြည့်ကြည့်ရအောင်အဲ့တော့ဒီနေရာမှာ proper nouns လို့ကောက်စစ်တက်ရမှာเนาะဒီချက်တိုက်ပင်ရိုက်ထားလေးမှားနေလို့အဲ့တော့ proper noun ဆိုတာကဘာလဲပေါ့proper noun ဆိုတာကခုနကလူဆိုလို့ရှိရင်အဲ့ဒီလူကိုတည်တဲ့နာမည်ပေးထားတဲ့အမည်ဥပမာဘယ်သူလဲပေါ့ဒီချက်နာမည်ဆိုရင်ဒေါ်တီရီဒါဆိုရင်ဒေါ်တီရီဆိုတဲ့နာမည်ဒီဒါ proper nouns ဖြစ်သွားပြီတူးဆိုင်နေပေါ့နော်တူးတစ်ယောက်ထိုင်နေသက်ဆိုင်တဲ့ဟာဒီဒါတူးဆိုင်နေ proper nouns လို့ခေါ်တယ်မြန်မာတရားမှာဆိုရင်တော့ဒါတူးဆိုင်နေလို့ခေါ်ကြတယ်ပေါ့ဥပမာနောက်ထပ်ပြတိုက်ဆိုတာဆိုပြတိုက်ဆိုလို့ရှိရင်လည်းဒါရန်ကုန်အမျိုးသားပြတိုက်ရန်ကုန်မှာရှိရတာအမျိုးသားပြတိုက်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒါ proper nouns လို့ခေါ်မယ်အဲ့ဒီမှာဆိုရင်ပုံလေးနဲ့ဥပမာပေးထားရဲ Justin Bieber ဆိုရင်ဒါတူးတစ်ယောက်ထဲနဲ့ပဲသက်ဆိုင်တယ်တခြားဘယ်သူနဲ့မှမသက်ဆိုင်တာဖြစ်တဲ့အတွက်ဒါကို Justin Bieber ဆိုတဲ့ဟာဒီ proper nouns ဖြစ်တယ်နောက်တစ်ခု Christmas ဆိုတာဒီတခြားနေ့တွေကို Christmas လို့မခေါ်ဘူးChristmas နေ့တရက်တည်းကိုပဲ Christmas လို့ခေါ်တယ်တစ်နှစ်လုံးမှာတရက်တည်းရှိရသူ့ရဲ့တီးတဲ့နေ့ပေါ့နော်အဲ့ဒါကိုလည်းဘာလို့ခေါ်လဲဆိုတော့ proper nouns လို့ခေါ်တယ် France ပြင်သစ်ဒါကတော့ပြင်သစ်မှာရှိရ Paris မြို့စဉ်လေးကိုပြောထားတာပေါ့အဲ့တော့ဒီရဲ့နိုင်ငံကိုတီးတဲ့ France လို့ပေးထားတာဒီဒါသူတို့ရဲ့ပြင်သစ်နိုင်ငံဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြင်သစ်နိုင်ငံအဲ့တော့တခြားနိုင်ငံတွေကိုပြင်သစ်လို့ပေးထားမှမရှိဘူးလေနော်ဒါသူတူတဲ့သက်ဆိုင်တယ်နောက်တစ်ခုရွှေတကုံဒီလည်းကဘာမှာတူတဲ့ရှိရဲ့တီးတဲ့ရှိရဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်ဒါ proper noun တူဆိုင်တယ်အဲ့တော့ common nouns နဲ့ proper nouns နဲ့ကိုပြန်ပြောရမယ်ဆိုလို့ရှိရင် common nouns ဒီဘုံသက်ဆိုင်တဲ့နာမည်လူလို့ပြောမယ်တရိษံလို့ခေါ်မယ်နေရာလို့ခေါ်မယ်ပြတိုက်လို့ခေါ်မယ်အဲ့ဒါမျိုးတွေ common nouns တွေကတီးတဲ့နာမည်တွေမရှိဘူး proper nouns ကကျတော့တူဆိုင်တယ်လို့ပြောတယ်တူတယောက်တည်းနဲ့ပဲသက်ဆိုင်တယ်ဟိုမှာJustin Bieber လို့ဟာမျိုး Chris Pratt လို့ဟာမျိုးတွေပေါ့နော်အဲ့ဒါဆိုရင် common nouns နဲ့ proper nouns နဲ့ကိုကွဲပြားကြလိမ့်မယ်လို့ထင်တယ်ဟုတ်ပြီနောက်ထပ်ဆက်ပြီးကြည့်အောင်အဲ့တော့ nouns တွေမှာအနည်းကိန်းနဲ့အများကိန်းရှိတယ် common nouns ဖြစ်စေ proper nouns ဖြစ်စေအနည်းကိန်းတွေရှိတယ်အများကိန်းတွေရှိတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကြည့်အောင်အနည်းကိန်းဆိုလို့ရှိရင်ဒီကျတော့ဘာလဲဆိုတော့အနည်းကိန်းဆိုတာကို singular nouns လို့ခေါ်တယ်အများကိန်းဆိုရင် plural လို့ခေါ်တယ်အနည်းကိန်းဆိုတာကတိပြီးသားလေးเนาะပန်းတီဆိုရင်လည်းပန်းတီတစ်လုံးဆိုရင်ဒါတစ်လုံးနဲ့ပြင်ထားအနည်းကိန်းပေါ့အများကိန်းဆိုရင်ပန်းတီများပေါ့နှလုံးနဲ့ထပ်ဆိုလို့ရှိရင်ဒါအများကိန်းဖြစ်သွားပြီပေါ့အဲ့တော့တဲ့အနည်းကိန်းကနေပြီးတော့အများကိန်းကိုပြောင်းတဲ့နေရာမှာဒီကျတို့ကသူ့ရဲ့နီလန်နေတရလေးရှိရပေါ့နော်နီးတွေတချို့ရှိရအဲ့တော့ဘယ်လိုမျိုးနီလန်ဒီလဲကြည့်ကြည့်အောင်ပထမဆုံးတစ်ချက်ကကျတော့နာအများစုကို s ပေါင်းပေးရတယ်တဲ့ goes နော်စိတ်ဆိုလို့ရှိရင်စိတ်များပါနော် tables bananas bicycle
bicycles farmers အဲ့ဒါမျိုး s လေးတွေပေါင်းပေးရတယ်ဒါကတော့အများစုပေါ့နော်အဲ့ငယ်တော့ကလည်းတင်ဖူးပြီးသားဖြစ်မယ်နောင်နေဆိုလို့ရှိရင် s ပေါင်းပေးရတာရှိရ est ပေါင်းပေးရတာရှိရတော့လုံးဝပုံစံပြောင်းသွားပေးရတယ်ရှိရနော်အဲ့ဒါကိုဒီကျတော့နောက်မှရှိတဲ့သူ့ရဲ့ပုံစံလေးပေါ့နော်သူ့ရဲ့ပုံမှန်နီးနာနေတရာလေးနဲ့မှတ်ကြည့်ကြမယ်အဲ့တော့အရေးဆုံးမှတ်ထားရမှာဒီနောင်အများစုတော့ s ပေါင်းပေးရတာရှိတယ်အဲ့တော့ဒီကျတော့မသိဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲ meaning တွေချက်ထားရမှာ meaning တွေဖတ်ထားရမှာနော်ဥပမာ goat ဆိုလို့ရှိရင် GOAT goat စိတ်ဆိုလို့ရှိရင် s ပေါင်းရမလား es ပေါင်းရမလားဒီကျတော့ပုံမှန်ဆိုရင်မသိဘူးပေါ့နော်မသိရတဲ့ဘာလုပ်ရမလဲဖတ်ထားရမှာပေါ့နော်စာရေးများဖတ်ထားရမယ်အဲ့တော့ပထမတစ်ချက်ဒီနောင်အများစုဆိုရင် s ပေါင်းပေးရမယ်နောက်ပို့ပြီးတော့တိတာထင်ရှားတဲ့ဒုတိယအချက်ကိုကြည့်ကြည့်ရအောင် s sh ch x တို့နဲ့စုံတဲ့ noun တွေဆိုလို့ရှိရင် es ပေါင်းပေးရတယ်တဲ့ဟုတ်ပြီဒါဆိုရင်ရှေ့မှာတော့သိပြီးသွားပြီ noun အများစုဆိုရင် s ပေါင်းပေးရတယ်နောက်ထပ်ဒီလိုမျိုးတဲ့စကားလုံးတစ်လုံးရဲ့နောက်ဆုံးမှာ s တို့ sh တို့ ch တို့ x တို့နဲ့စုံပြီဆိုလို့ရှိရင်တော့သိကြတယ် es ပေါင်းတဲ့နော်ဥပမာဆိုရင် gls class ဒီ s နဲ့စုံတာဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာဘာလိုက်ပြရလဲ es လိုက်ပြရတယ် gls cs classes အဲ့တော့ဒီ class ရဲ့အဓိပ္ပာယ်ကဘာလဲစဉ်းစားကြည့်ကြပါဦးဖန်ခွာဟုတ်တယ်နော်များသောအားဖြင့် theory သိကြတာဒီ class ကိုဖန်ခွာလို့သိကြတယ်အဲ့တော့ဒါပေမဲ့ဒီနောက်ဆုံးက classes ဆိုတဲ့ဟာမျိုး GLSS classes အဲ့ဒါကိုရှေ့မှာဖန်ခွက်ဆိုတော့နောက်ကဟာဒီဖန်ခွက်များအဲ့ဒါမျိုးလဲတုံးလို့ရတယ်ဒါပေမဲ့နောက်တစ်ခုဒီ classes ဒီဘာအနေနဲ့တုံးလို့ရသည်လဲဆိုတော့မျက်မှန်ဆိုတဲ့အနေနဲ့တုံးလို့ရတယ်နေကမျက်မှန်ဆိုရင် sunglasses ပေါ့နော်အဲ့တော့ရိုးပါမျက်မှန်နေဆိုလို့ရှိရင် glasses လို့ခေါ်လို့ရတယ်ဒီမှာဆိုရင်လေ dish ဒီ sh dish ဒီဘာနဲ့စုံလဲ sh နဲ့စုံတဲ့အတွက်သူကို es ပေါင်းပေးရတယ် branches နော်အဲ့ဒါမျိုးတွေပေါ့ဒီပါဆိုလို့ရှိရင် sd ပေါင်းပေးesd ပေါင်းပေးထားတယ်သူဆိုရင် ch နဲ့စုံတယ် ch နဲ့စုံတယ်ဒီမှာဆိုရင် x နဲ့စုံတဲ့အတွက်ကြောင့်မလို့ x ရဲ့နောက်မှာ esd ပေါင်းပေးရမယ်ဟုတ်ဒါဆိုလို့ရှိရင် singular noun ကနေ plural nouns ကိုပြောင်းတဲ့အခါမှာနီးလည်နှစ်မျိုးရှိသွားပြီပထမတစ်ချက်က s ပေါင်းပေးရမယ်နောက်တစ်ချက်က s sh ch x နဲ့စုံတဲ့ noun တွေဆိုလို့ရှိရင် es ပေါင်းပေးရမယ်ဟုတ်ပြီနောက်တစ်ခုO နဲ့စုံတဲ့ noun တချို့ကိုတဲ့ s ပေါင်းပေးရမယ်ဟုတ်ပြီနော်အဲ့တော့ pianos ဟုတ်ပြီနော်အဲ့ဒီမှာ O နဲ့စုံတာနှစ်မျိုးရှိရယ်ကြည့်ကြည့်ပါအောင်နောက်တစ်မျိုးကကြတော့ O နဲ့စုံတဲ့တချို့ noun တွေကိုကြတော့ es ပေါင်းပေးရတယ်ဒါကလည်း s ပေါင်းရမလား es ပေါင်းရမလားကိုကမသိဘူးဆိုဘာလုပ်ရမလဲစာရေးဖတ်ထားရမယ်အဲ့တော့အင်္ဂလိပ်စာပါဒီစာဖတ်တာကလည်းအရေးကြီးပါတယ်စာဖတ်ရမယ် listening ကောင်းအောင်အတွက် video တွေများများနားထောင်တာမျိုးကိုလုပ်ပေးလို့ရတယ်အဲ့တော့ဒီထက်ရဲ့ page မှာလည်းဒီ 8 of speech ကိုအစင်လိုက်တိုင်းတင်ပေးသွားမှာဖြစ်လို့ page ကို like and follow လေးလုပ်ပြီးတော့စောင့်ကြည့်ပေးလို့ရတယ်ဒီချက်ကဒီစာလေးကိုရှင်းပြပေးသွားမယ်နားမလည်တာရှိလို့ရှိရင်လည်း page messenger မှာလာပြီးတော့မေးလို့ရတယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဆက်ပြီးတော့ကြည့်ကြည့်အောင်အဲ့တော့ radios နော် s လေးပေါင်းပေးရ bamboos dynamos နော်အဲ့ဒါမျိုးလေးတွေ s လေးပေါင်းပေးရတာရှိရယ်ဒီမှာဆိုရင် mango ဆိုရင် mangoes es ပေါင်းပေးရတာမျိုးတွေရှိရယ်အဲ့တော့ကိုကမသိဘူးဆိုလို့ရှိရင်စကားလုံးလေးကိုဖတ်ထားရမယ်အဲ့တော့ o နဲ့စုံတဲ့စကားလုံးမှာလည်းနှစ်မျိုးနှစ်စားရှိရယ် s ပေါင်းပေးရတာရယ် es ပေါင်းပေးရတာရယ်နောက်တစ်ခုကြည့်ရအောင်အဲ့တော့ဒီ y နဲ့စုံတဲ့ဟာ y နဲ့စုံတာမှာလည်းနှစ်ခုရှိတယ်သူကကြတော့ vowels ပါတာနဲ့ consonant ပါတာနဲ့အဲ့တော့ vowel နဲ့ consonant နဲ့ဘာခေါ်လဲ vowels ကတော့ကြားဖို့ပြီးသား a e i o u ဒီ vowels တရဇန်တွေလို့ခေါ်တယ်အာတန်ပါတဲ့ဟာပေါ့အများအားဖြင့် r e u a e o o ဆိုတဲ့ vowels တန်တွေကဒါကအဲ့လိုမျိုးတွေပါလာပြီပေါ့နော် y ရဲ့ရှေ့မှာ vowels တွေပါလာပြီ vowels စကားလုံးတွေ a e i o u ဆိုတဲ့ vowels စကားလုံးတွေပါလာလို့ရှိရင်တဲ့ s ကိုပေါင်းပေးရတယ်တဲ့တကယ်လို့ y ရဲ့ရှေ့မှာ consonants ပိုင်း consonants ဆိုတာဒီ vowel ၅လုံးကလွဲကြတဲ့ဟာ consonants နော် a e i o u ကလွဲရင်ပေါ့အကျန်တဲ့ဟာ consonants လို့ခေါ်တယ်baby ဆိုရင် y ရဲ့ရှေ့မှာ b ပါတဲ့အတွက် y ကိုဖြုတ် ies ပေါင်းပေးရတယ် babis babies နောက်တစ်ခု city ဆိုလို့ရှိရင်လည်း city y ရဲ့ရှေ့မှာ vowels မပါတဲ့အတွက်ကြောင့်မလို့ y ကိုဖြုတ် ies ပေါင်းပေးရတယ် cities citiesအဲ့တော့ stories လဲတူတူပဲ flies လဲတူတူပဲ ladies လဲတူတူပဲ y ရဲ့ရှေ့မှာ vowels မပါတဲ့အတွက် y ကိုဖြုတ် ies ပေါင်းအဲ့တော့ y ရဲ့ရှေ့မှာ vowels ပါတဲ့စကားလုံးတွေကကြတော့ဘာမှဖြုတ်ပေးစရာမလိုဘူးဒီတိုင်းပဲ s ပဲပေါင်းပေးလိုက်အောင်ပဲเนาะဒါဆိုလို့ရှိရင် y ပါတဲ့ဟာတွေကိုတော့နားလည်လိမ့်မယ်လို့ထင်တယ်Okay နောက်တစ်ခုအဲ့တော့
irregular nouns တွေလည်းရှိပါတယ်တဲ့ irregular noun ဆိုတာ irregular ဆိုတာကပုံမှန်မဟုတ်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့ပုံမှန်မဟုတ်တဲ့ noun ဆိုတာဘာလဲပေါ့ရှေ့မှာတော့ငါကြာ s boundar es boundar တွေလုပ်လို့ရတယ်ပေါ့ y ကိုဖြုတ်မယ် is ပေါင်းမယ်အဲ့ဒါမျိုးတွေလုပ်လို့ရတယ်နော်ဒါပေမဲ့လို့တဲ့အဲ့လိုမျိုးပေါင်းလို့မရဘဲနဲ့ပုံမှန်မဟုတ်တဲ့လုံးဝပုံစံပြောင်းသွားတဲ့ nouns တွေလည်းရှိတယ်တဲ့ဘာလဲပေါ့နော် person ဒီမှာ person မဟုတ်နော်sorry ဟုတ်တယ် person ဆိုလို့ရှိရင်လူတဦးတယောက်တည်းပေါ့ people ဆိုလို့ရှိရင်လူအများကြီးဖြစ်သွားမယ်အဲ့ဒါမျိုး child child ဆိုရင်ကလေးတယောက်တည်း children ဆိုလို့ရှိရင်ကလေးများဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ပေါ့အဲ့လိုမျိုးအမဲကိန်းကနေပြီးအများကိန်းကိုပြောင်းတဲ့အခါမှာလုံးဝပုံတံပြောင်းသွားတဲ့ nouns တွေလည်းရှိပါတယ်တဲ့ဟုတ်ပြီအဲ့တော့ဒီနေ့တော့ဒီချက်အတွက် nouns သင်ခန်းစာကဒီလောက်ပဲရှိမယ်နောက်ထပ်တစ်နေ့မှာကြာရင်ဒီချက်က noun တွေထဲကမှ countable noun နဲ့ uncountable noun အကြောင်းကိုထပ်ပြီးတော့တင်ပေးသွားမှာမို့လို့ page မှာစောင့်ပြီးတော့ကြည့်ပေးကြပါအောင် page ကိုလည်း like and follow လေးလုပ်ပေးထားလို့ရပါတယ် one class တွေနဲ့ group class တွေကိုလည်းဒီချက်ကတင်စားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လာပြီးတော့တက်ချင်တယ်ဆိုလို့ရှိရင် page မှာအမနာနဲ့လာပြီးတော့စုံစမ်းလို့ရတယ်ဒီချက်ရဲ့ admin ကအရင်သဘောကောင်းတဲ့အတွက်ကြောင့်မလို့တေချာလေးလာပြီးတော့အသေးစိတ်မေးမြန်းလို့ရတယ်เนาะအဲ့တော့ကိုလိုချင်တဲ့အချိန်နဲ့ကိုတင်ချင်တဲ့အချိန်အားတဲ့အချိန်ကိုအားလာလို့မေးပြီးတော့တင်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီနေ့တင်ခဲ့တဲ့ common nouns နဲ့ proper nouns အကြောင်းရဲ့ singular နဲ့ plural အကြောင်းရဲ့ကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကိုသိတဲ့ noun တချို့ကို common nouns proper nouns ခွဲပြီးတော့ comment မှာရေးသွားပေးလို့ရတယ်เนาะအဲ့တော့ page ရဲ့ဒီ post ရဲ့အောက်လေးမှာ comment လေးမှာရေးပေးသွားလို့ရပါတယ်ဒီချက်ကပြန်ပြီးတော့စစ်ပေးပါမယ် common nouns ဟုတ်လား proper nouns ဟုတ်လားဆိုတာလေးကိုပြန်ပြီးစစ်ပေးမယ်เนาะဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်ပါပဲ okay see you later